Hello, auspiciousness to you all. ဒီနေ့မှာတော့လူတွေရဲ့ personality ကိုယ့်ရေကိုယ်သွေးကိုတရုပ်ဖော်ပြပေးတဲ့စကားလုံးလေး၃လုံးပေါ့နော်။သူကအခုချိန်မှာလည်းအရန်ကို trend ဖြစ်နေတဲ့စကားလုံးလေးတွေပါ။အဲ့ဒါလေးတွေကိုဒီနေ့မှာ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးတစ်လုံးက shiny object syndrome SHINY shiny OBJECT object SYNDROME syndrome ဒါတခုချင်းစီခွဲလိုက်မယ်ဆိုတော့ shiny ဆိုတာကဒီလိုလက်လက်ထနေတာပေါ့နော်တဖိတ်ဖိတ်တောင်းနေတာ object ဆိုတာအရာဝတ္ထု syndrome ကကြတော့ဒီယောဂလက္ခဏာလိုမျိုးလဲရတယ်ဒါမှမဟုတ် a type of negative behavior or mental state ပေါ့နော်အပြုသဘောမဆောင်တဲ့အပြုအမူဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုအဲ့ဒါကိုကျွန်တော်တို့ syndrome လို့ပြောတယ်ပေါ့နော်ဒီမှာဆိုရင်တစ်ခုချင်းစီကြည့်လိုက်မယ်ဆိုရင်တော့အယောင်တစ်ဖိတ်ဖိတ်တောက်နေတဲ့ပစ္စည်းနဲ့ယောဂလက္ခဏာနဲ့ what's that ပေါ့နော်ဗာလဲလို့ထင်ကြရှိတယ်နောက်အကုန်လုံးခြုံပြီးပြောလိုက်မယ်ဆိုလို့ရှိရင်ဒီနေ့ခေတ်လူတွေအဖြစ်များတယ်ကိုယ့်ရဲ့အာရုံစူးစီးမှုကတစ်ခုထဲမှာ focus မရှိနေတော့ဘဲနဲ့ဟိုကတစ်ခုပေါ့နော်ဒီကောင်းမှန်တဲ့ဟာလေးတစ်ခုပေါ်လိုက်အဲ့နောက်ကိုအာယုံကပါသွားတာမျိုးအဲ့ဒါကို shiny object syndrome ဆိုပြီးတော့သုံးပါတယ်ဥပမာဒီ cause တွေကဟိုဟာဆိုလဲတက်ချင်စရာလေးဒီဟာဆိုလဲတက်ချင်စရာလေးကိုယ့်ရဲ့ attention ကိုသူက attract လုပ်နေကြရပေါ့နော်ဆွဲဆောင်နေကြရတယ်အဲ့ဒီအချိန်မှာဟိုဘက်ကိုသွားလိုက်ဒီဘက်ကိုသွားလိုက် shiny ဖြစ်တယ်ဆိုတဲ့နေရာတိုင်းကိုကပတ်ပြီးသွားနေတဲ့အခါကျတော့ဟို cost တွေကိုအများယူထားတယ်ပြီးရင်တခုမှမပြီးလိုက်ဘူးဆိုတဲ့ဟာမျိုးတွေနောက်အဲ့လို ideas အများကြီးပေါ့နော် YouTube ပေါ်မှာလုပ်လိုက် podcast ပေါ်မှာလုပ်လိုက်တခုခု result ထွက်လာတဲ့အထီးကိုစိတ်မရှိနိုင်မဲနဲ့ပေါ့နော်ကောင်းမဲ့ထင်တာလေးကောက်ပြီးတော့ထပ်ထားလုပ်တတ်တာကိုကျမတို့ကဒီ shiny object syndrome ဆိုပြီးတော့သုံးပါတယ်ဒါကတော့ personality တစ်ခုပေါ့နော် okay the second one is main character syndrome MAINCHARACTER character SYNDROME syndrome main character syndrome တော့ကြတော့ main character ဆိုတော့ဒီဇာတ်ကားတွေပိုင်းထဲမှာဆိုအဓိကဇာတ်ဆောင်တရုပ်ဆောင်ပေါ့နော်အဲ့ဒါနဲ့ဒီ syndrome နဲ့ဘယ်လိုပတ်သက်လို့ personality ဖြစ်သွားရတာလဲဆိုလို့ရှိရင်လူတစ်ယောက်ကအရန် self centered ပေါ့နော်သူကိုယ်သူပဲငါဆိုပြီးတော့သူကပဲလုံးဝအရေးပါတယ်ဆိုတဲ့ပုံစံမျိုးသူဘေးမှာရှိတဲ့ခြားလူတွေကို ignore လုပ်ထားတယ်သူရဲ့ value တွေကို appreciate ပေါ့နော်တန်ဖိုးတွေကိုအတိအမှန်မပြည့်ဘူးစသဖြင့်သူပဲလုံးဝဆက်ဆောင်လုံးဝ main character ပေါ့နော်အဲဒီလိုမျိုးအကျဉ်းစရိတ်ရှိတဲ့ personality ကိုmain character syndrome ဆိုပြီးတော့သုံးတယ်ပေါ့နော်ဒါ this is the second one ပါ okay so last but not least is imposter syndrome the spelling is IMPOSTOR okay I'll spell it again IMPOSTOR imposter SYNDROME syndrome imposter syndrome ဒီနေရာမှာ imposter ဆိုတာကတရားရောက်ကိုလိမ်လည်လှည့်ဖြားခြင်းလို့ဟန်ဆောင်ရုပ်ဖြတ်ထားတဲ့သူမျိုးကို imposter လို့ခေါ်တာပေါ့နော်သူရဲ့ဒီနှစ်ခုလုံးပေါင်းလိုက်တဲ့ imposter syndrome ဆိုရဲ definition တစ်ခုလုံးကကြတော့successful people များသောအားဖြင့်ဒီအောင်မြင်တဲ့လူတွေ and then top leaders ပေါ့နော်ဒီလိုမျိုးတွေမှာခံစားရတာများတယ်အဲ့ဒါဘာလဲဆိုတော့သူတို့ရလာတဲ့ success တွေ they feel like they don't deserve it သူတို့နဲ့မထိုက်တန်ဘူးပေါ့နော်ဥမာကံကောင်းလို့ရသွားတာပါကံကောင်းလို့အောင်မြင်လာတာပါစသဖြင့်အဲ့လိုစိတ်ထဲမှာဖြစ်နေတဲ့ဟာမျိုးပေါ့တကယ်တော့ actually they deserve it သူတို့ကအဲ့အောင်မြင်မှုနဲ့ထိုက်တန်တယ်ဒါပေမဲ့သူတို့ကကံကောင်းလို့ဒါမှမဟုတ်တစ်ခုအခြေအနေတိုက်ဆိုင်သွားလို့ဖြစ်သွားတာပါဆိုပြီးတော့နည်းနည်းအဲ့လိုခံစားရတဲ့အနေအထားမျိုးပေါ့နော်အဲ့ဒါကိုကျမတို့က imposter syndrome ဆိုပြီးတော့သုံးပါတယ်ဆိုတော့ဒီနေ့မှာ sharing လုပ်ပေးခဲ့တဲ့စကားလုံးလေး၃ခုကကြတော့ shiny object syndrome main character syndrome and imposter syndrome yeah so as for me okay I think I can relate to shiny object syndrome so ဒီမှာဆိုရင်လည်း idea အသစ်တွေနဲ့အဲ့လို
project အသစ်တွေနဲ့ပေါ့နော်ဟိုတစ်ခုနောက်ကို like ဒီတစ်ခုနောက်ကို like အဲ့လိုအရင်လုပ်တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ဒီ syndrome 3ခုထဲမှာဆိုရင် I can relate very well to shiny object syndrome. So what about you? If you have any comment or feedback, yeah, please write down below in the comments. So thank you and have a nice day to you all. Bye bye.